Odyssey. Readings show severe shear. Keep her steady. Lightning everywhere. It's like the whole sky is alive. Stay on vector. We're tracking. Copy. Engaging trim jets. Coming into the eye of the storm. ကဲတကယ်လို့များတင်ဟာကျွန်တော်တို့နေအဖွဲ့အစည်းရဲ့အကြီးဆုံးဖြစ်တဲ့ဂျူပီတာဂျိုကြီးပေါ်ကိုရောက်သွားခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်မလဲကဘာဂျိုတဲ့အစပေါင်း1300လောက်ပိုကြီးတဲ့ဒီဘလူးကြီးစီကိုတွားလေဖို့စိတ်ကူးဖူးပါသလားအဖြေကတော့တင်ထင်ထားတဲ့အများကြီးပိုကြောက်စရာကောင်းပါပထမဦးဆုံးတည်ထားရမှာကဂျူပီတာဆိုတာ gas giant လို့ခေါ်တဲ့ဓာတ်ငွေ့ဂျိုကြီးတွေပါတယ်ဆိုလိုတာကတင်ခြေထောက်နဲ့နင်းစရာမြေကြီးတို့ကြောက်တုံးတို့ဆိုတာလုံးဝမရှိပါဘူးတင်ဟာဂျိုရဲ့လေထုတွေကိုစရောက်တာနဲ့တနာလီကိုမိုင်300လောက်ရှိတဲ့လေပြီးမုန်တိုင်းတွေနဲ့စပြီးရင်ဆိုင်ရပါလိမ့်မယ်ဒါအပြင်ဂျူပီတာရဲ့နာမည်ကြီး Great Red Spot လို့ခေါ်တဲ့အေယာမမုန်တိုင်းကြီးတွေသာရောက်သွားခဲ့ရင်တော့အဲ့ဒီမုန်တိုင်းကကဘာဂျိုနှင်းလုံးစာလောက်ကျယ်ဝန်းတာမို့တင်ဟာဖုံမှုန့်ကလေးတစ်ခုလိုထစ်သွားမှာပါကောင်းပြီလီတိုက်တာလို့ခံနိုင်တယ်ပဲထားပါတော့တင်အောက်ကိုဆက်ပြီးလို့ပြုတ်ကျနေဦးမှာပါဂျိုရဲ့အတွင်ပိုင်းကိုရောက်လေအပူချိန်နဲ့ဖိအားကမတ်တရားမြင့်တက်လာလေပါပဲကီလိုမီတာထောင်ချီပြီးပြုတ်ကျပြီးတဲ့နောက်မှာတော့တင်ပတ်ဝန်းကျင်ဟာလုံးဝအမှောင်အတိကျသွားလာလိမ့်မယ်ဒီနေရာမှာထူးခြားတာကဖိအားအရန်များလို့ဟိုက်ဒရိုဂျင်ဓာတ်ငွေတွေကအရည်အထစ်ပြောင်းသွားပြီးနောက်ဆုံးမှာတော့ metallic hydrogen လို့ခေါ်တဲ့သတုရည်သမှုတရားကြီးလို့ဖြစ်သွားတာပါဒီအဆင့်ကိုရောက်ရင်တော့တင်းရဲ့အာတကရင်ဘလောက်ပဲကောင်းကောင်းဖိအားကြောင့်ပင်လင်းပိတ်ပြီးကြေမွသွားမှာပါဂျူပီတာရဲ့ဘဟင်းမှာကြောက်သားဦးတိုင်းရှိမရှိဆိုတာကိုတော့တေဖန်ပညာရှင်တွေတောင်အခုထိအဖြေရှာနေသေးပါပဲအတူချုပ်ပြောရရင်တော့ဂျူပီတာဂျိုးပေါ်ရောက်ရင်ပြန်လန်းမရှိသလိုခြေချစရာမြေကြီးလည်းမရှိပဲထာဝရပြုတ်ကျနေမဲ့ခရီးစဉ်တစ်ခုဖြစ်သွားမှာပါကဲနောက်ထပ်ဘေးဂျိုးကိုခရီးဆက်ခြင်းလဲကွန်မန့်မှာရေးခဲ့ကြပါအောင်